အားလုံးပဲမင်္ဂလာပါရှင်။ IKEA ရှေ့ဘက်တော့ရနာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ကျွန်မအခုပြောမယ့်အကြောင်းအရာလေးကတော့ကလေးငယ်လေးတွေကျမတို့သွားပေါက်နောက်ကြတယ်ပေါ့နော်။အဲ့တော့သွားပေါက်နောက်ကြတဲ့အခါမှာကျမတို့မိဘတွေအနေနဲ့အိမ်မှာဘာတွေလုပ်ပေးနိုင်လဲ။ဘာတွေအာဟာရဓာတ်အနေနဲ့ကျွေးပေးနိုင်လဲ။ပြီးတဲ့အခါကျတော့ဘယ်အချိန်တွေဆိုရင်စိုးရင်ရလဲစတာလေးနဲ့ပတ်သက်ပြီးတော့ကျွန်မပြောပြပေးမှာပဲဖြစ်ပါတယ်။အဲ့တော့အဓိကအဖြစ်ကျမတို့ဒီကလေးတွေကသွားပဲအချိန်မှာစပေါက်လဲဆိုတော့4လကနေ6လအတွင်းမှာပထမဆုံးသွားပေါ့နော် first tip ထွက်တတ်ကြတယ်ဒါပေမဲ့တချို့ကလေးတွေကလည်းတစ်နှစ်ခုနပြောတဲ့6လနောက်ပိုင်းတစ်နှစ်ကျော်အဲ့တော့မှထွက်တာမျိုးတွေလည်းရှိတယ်စိတ်ပူစရာတော့မလိုဘူးပေါ့နော်ကျမသမီးဆိုလို့ရှိရင်တစ်နှစ်ကျော်မှ first tip ပေါက်တာပြီးတော့နောက်တစ်ခုကကြတော့ကျမတို့တွေကအများအားစဉ်းစားတာကလေးတွေကသွားမပေါက်လို့အစာမစားတတ်သေးဘူးလို့စဉ်းစားတာပေါ့နော်ဒါပေမဲ့တကယ်တမ်းကတော့ကလေးတွေကသူတို့တဖုံးလေးတွေနဲ့ဝါးတတ်ကြပါတယ်အဲ့တော့အစင်းစင်းဒီကလေးကိုအရေးကျဲကနေပြူရီကနေပြီးလေးစိတ်ခွဲကနေပြီးတော့ကျမတို့ထမင်းစီပေါ့စသဖြင့်ဓာတ်တွေကိုဝါးစားတတ်အောင်လို့လေ့ကျင့်ပေးတဲ့နေရာမှာသွားထွက်ခြင်းမထွက်ခြင်းနဲ့မတတ်ဆိုင်ပါဘူးသွားအထွက်တာမထွက်တာမဆောက်မဲနဲ့အဓိကသူတို့ကိုလေ့ကျင့်ပေးဖို့ပေါ့နော်သူတို့တဖုံးလေးကမာတယ်သူတို့ဝါးစားတတ်တယ်အဲ့တော့အဓိကအဖြစ်အဲ့လိုမျိုးတဆင်ချင်းတိုးပြီးတော့ကျွေးပေးမှသာလေသူတို့ရဲ့ဒီမေးရိုးတွေလည်းခိုင်မယ်ပြီးတော့သွားလည်းပို့ပြီးတော့ထွက်လာမှာဒါက vice versa ပဲကျမတို့ကမဝါတက်မှာဆိုပြီးတော့အဖက်မကျွေးဘူးအဖက်မကျွေးလေသွားလည်းမထွက်လေပဲပေါ့နော်အဲ့လိုမျိုးဖြစ်လာတယ်အဲ့တော့သွားထွက်တာစကားပြောတာစကားပီတာစတာတွေကိုအထောက်အကူဖြစ်အောင်လို့ကျမတို့ဒီကလေးရဲ့အသက်အရွယ်လိုက်ကျမတို့တဆင်ချင်းဖြည်းဖြည်းချင်းအဖက်အနေအထားထီကိုပေါ့နော်ဝါတက်အောင်လို့ကျမတို့လေ့ကျင့်ပြီးတော့ကျွေးပေးရပါမယ်အဲ့ဒါတစ်ချက်ပေါ့နောက်ပြောလို့သွားပေါက်နောက်ကြတယ်ဆိုလို့ရှိရင်ကျမတို့ကဘာတွေလုပ်ပေးရမလဲပေါ့တစ်နှစ်လောက်ဆိုရင်ဒါကိုရီးယားသွားပေါက်နောက်ကြတယ်ပေါ့နော်တွေးလာပြီဆိုတော့ကလေးကိုကျမတို့ကကယ်လ်ဆီယမ်ဓာတ်ဗိုက်တာမင်ဒီဓာတ်ပြီးတော့ပရိုတင်းတို့အိုင်ယွန်းတို့ဒီဓာတ်တွေကိုပို့ပြီးတော့ကျမတို့ကကျွေးပေးရမယ်ပေါ့နော်အဲ့တော့မနက်ခင်းဒီအရန်မပြင်းတဲ့နေအောင်လေးမှာလမ်းထွက်လျှောက်ပေးရနေအောင်လေးပြပေးရဒါတွေလုပ်ပေးလို့ရတယ်ပြီးတော့ကျမတို့ကြက်သားတို့ငါးတို့တိုဖူးတို့ဒါတွေကိုအဓိကကျွေးပေးပါပြီးတဲ့အခါကျတော့ဒီ iron ဓာတ်အတွက်ကကျတော့ကျမအများနဲ့ပြောနေကြအနီအောင်ရှိတဲ့အသားတွေကိုကျွေးပေးလို့ရတယ်ပြီးတော့ကြက်အသေးလိုမျိုးလဲကျွေးပေးလို့ရတယ်ပေါ့နော်နောက်နိုးနဲ့နိုးထွက်ပစ္စည်းတွေအကုန်လုံးတိုက်ပေးပါကျွေးပေးပါနွားနိုးတစ်နှစ်ကျော်ရင်နွားနိုးရပြီပြီးတဲ့အခါကျတော့ကျမတို့ဒိန်ချင်း cheese စတာတွေကိုလည်းကျွေးပေးလို့ရတယ်နောက်ပြီးတော့ထောပတ်ပေါ့နော်စားမပါတဲ့ unsalted butter လိုဟာမျိုးလေးလည်းကျွေးပေးလို့ရတယ်ပြီးတဲ့အခါကျတော့အစိအစံလေးတွေလည်းကလေးတွေကိုကျွေးပေးလို့ရတယ်ဒါလေးတွေအဓိကအားဖြင့်တေချာလေးကျွေးပေးစေချင်တယ်ပေါ့နော်ဒါကတော့အာဟာရဓာတ်အတွက်ခုနကအလေးချင်းကကြတော့ဒီဝါစားတတ်တဲ့အလေးချင်းကိုဖြည်းဖြည်းချင်းလုပ်ပေးတဲ့ဟာကတော့ကျမတို့ဒီအလေးချင်းအတွက်ပေါ့နောက်တစ်ခုကကြတော့ဘာရှိအောင်မလဲဆိုတော့ကျမတို့လေအချိုတွေအရန်ကျွေးတာကလေးကိုတကယ်က2နှစ်အောက်ဆိုလို့ရှိရင်တော့မှတခြားမကျွေးရပါဘူးဒါပေမဲ့ကျမတို့ကမတိလိုက်ဖ ೇನೆ အချိုတွေအရန်ကျွေးမိတာဒါမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်လေကလေးကသွားတာမပေါက်သေးတာသူတို့ကသွားပိုးစားတတ်တယ်အဲ့တော့သွားဘယ်လိုမျိုးမှသွားပိုးစားမလဲဆိုတော့သွားပေါက်လာတယ်သူတို့သွားတွေကမဲပြီးတော့သွားပိုးစားသွားရောအဲ့ဒါအချိုတွေအရှိမအရန်ကျွေးခဲ့လို့သွားပေါက်နောက်ကြပင်မဲ့လေအဲ့လိုမျိုးသွားပိုးစားတချို့တွေကြတော့ဖြောတယ်လေသွားပေါက်နောက်ကြရင်ဒါကောင်းတယ်သွားပိုးမစားတော့ဘူးပေါ့သွားပိုးစောမစားတော့ဘူးဆိုပြီးပြောတတ်ကြတယ်ဒါပေမဲ့တကယ်တမ်းအဲ့ဒါမဟုတ်ဘူးကျမတို့ကဒီအချိုတွေအရန်စားထားတဲ့ကျွေးထားတယ်ဆိုလို့ရှိရင်သွားပေါက်တာနဲ့ကိုသွားတန်းပြီးတော့သွားပို့စားတတ်တယ်အဲ့ဒါလည်းရှိသေးတယ်ပေါ့နော်နောက်တစ်ခုကကြတော့ကျမတို့နိုဘူးပေါ့နိုဘူးကတော့ကျမအမြဲတစ်နှစ်ခွဲလောက်ဆိုရင်စပြီးတော့ဖြတ်စေချင်တာဘာလို့လဲဆိုတော့နိုဘူးကကလေးတွေရဲ့သွားပုံစံမမှန်တာသွားပို့စားတာပြီးတော့ဒီပေါ့နော်ဘယ်လိုပြောမလဲဒီသူ့ရဲ့ဒီဖွံ့ဖြိုးမှုပေါ့ဒီသွားပေါက်နောက်ကျတဲ့ကလေးဆိုလို့ရှိရင်လည်းပို့ပြီးတော့ဒါဒီနောက်ကျတတ်တယ်ပို့ပြီးတော့ဒီကအကြောင်းရင်းဖြစ်နေတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဖြစ်နိုင်လို့ရှိရင်လည်းကလေးတွေကိုပိုက်နဲ့တောက်တာခွက်နဲ့မောတောက်တာဒါလေးတွေကိုလည်းလေ့ကျင့်ပေးဖို့လိုပါတယ်အဲ့တော့ဘယ်အချိန်မှာကျမတို့ကစဉ်းစားရမလဲဆိုတော့တစ်နှစ်ကနေတစ်နှစ်ခွဲအတွင်းမှာသွားတစ်ချောင်းမှကိုထွက်မလာဘူးဒါမှမဟုတ်လို့ရှိရင်တစ်နှစ်ခွဲထိစောင့်ကြည့်လို့မှသွားတစ်ချောင်းမှမပေါက်ဘူးဆိုလို့ရှိရင်ဒါကျမတို့စေယုံစီခန်းတက်ကြွနားလေတဲ့ဆရာဝန်သွားဆရာဝန်ဒါတွေနဲ့ပြသပြီးတော့ဒီတက်ကြွနားလေသူတွေနဲ့ပြသပြီးတော့စစ်ဆေးကြည့်ရပါမယ်ပေါ့နော်ဘာတွေလိုအပ်နေလဲကျမတို့ thyroid ဓာတ်စစ်ဆေးဖို့လိုတာခါကြရင် thyroid ဓာတ်ဘယ်လိုပြောမလဲ thyroid hormone မမှန်ဘူးဆိုလို့ရှိရင်လည်းဒါမျိုးတွေဖြစ်တတ်တယ်ပေါ့နော်ပြီးတော့ခုနလိုကက်ဆီယမ်အလွန်မင်းလိုနေတာလားဗီတာမင် D အရန်ချို့တဲ့နေတာလားစသဖြင့်ပေါ့နော်ဒါတွေစဉ်းစားရမှာရှိတယ်ပေါ့အဲ့တော့
အဲ့ဒါလေးကိုတော့တစ်ချက်ကျမတို့သတိထားစောင့်ကြည့်ပေးပါသွားစားပေါက်ပြီဆိုလို့ရှိရင်တော့သူကသူပေါက်လာတယ်ကလေးတွေတောင်းမတူတချို့က2နှစ်မှသွားစုံတယ်တချို့က2နှစ်ခွဲမှစုံတယ်တချို့က3နှစ်မှစုံတယ်ဆိုတော့အဲ့ဒီအချိန်ထိတော့ကျမတို့ကစောင့်ကြည့်လို့ရသေးတယ်ပေါ့နော်အဓိကတော့သွားတစ်ချောင်းမှမပေါက်တာတစ်နှစ်ခွဲထိဖြစ်နေပြီဆိုလို့ရှိရင်တော့တခြားဘာတွေနဲ့တွဲနေလဲကလေးဒီစကားရောလုံးဝမပြောဘူးလားလမ်းရောလုံးဝမလျှောက်ဘူးလားပြီးတော့ muscle လေးတွေကြွက်သားလေးတွေအားနေနေလားလမ်းလျှောက်ရင်လည်းခဏခဏချော်လဲလားပြုတ်ကြလားမတက်မရက်နိုင်ဘူးလားစသဖြင့်ဒါတွေစိုင်းနေနေပါတွဲနေလားဆိုတာကိုကျမတို့လေ့လာကြည့်ဖို့လိုတယ်ပေါ့နော်ကလေးကိုဆိုတော့အဲ့တော့ဒီဗီဒီယိုလေးကိုစသုံးနှထောင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အသုံးဝင်မယ်လို့လည်းမျှော်လင့်ပါတယ်